Hello Okay ကျွန်တော်လက်ထမ်းမှာကြတော့ဒီကောင်က15 Pro Max ပါဗျ iPhone 15 Pro Max ဒီက Blue Titanium เนาะ Blue Titanium ရောက်မှာ Blue Titanium ရောက်ပုံစံနာစာလေးကြည့်မယ်ဗျပုံစံနာစာလေးဒီလိုရှိမယ်ဗျဒီလိုရှိမယ် Okay ဒီလိုရှိမယ်ဗျဒါ second hand เนาะ parking လုံးဝမရှိတော့ပါဘူးဒီမှာဆေးလေးနည်းနည်းပုံမယ်ဗျဆေးလေးနည်းနည်းပုံတာရှိတယ်ဗျ Okay ကျွန်တော်တော့ okay တယ်ကျွန်တော်စစ်ထားသလောက်တော့လုံးဝ share ပဲကျွန်တော် setting တိုင်းမှာ setting တိုင်းမှာဝင်ကြည့်မှာဗျဒါနော် ZPA 15 Pro Max 256GB Okay battery 84ပါနော်ကျန်ကြီးကတော့900ကျော်သွားပြီ Okay ဒီအောင်တော့လုံးဝသုံးလို့အဆင်ပြေသေးတယ် share တယ်စမှုတယ် original ပစ္စည်းဘူးပစ္စည်းအစုံလုံးဝကောင်းတယ်ကျွန်တော်စစ်ထားသလောက်လုံးဝ share ပဲ battery အားနေတာတစ်ခုပဲကြိုက်တယ်ခိုက်တယ်ဆိုရင်တော့ကျွန်တော်ဆက်သွယ်ပေးပါဗျအလဲထည့်ရမယ်နော်စေးတက်နဲ့ကျွန်တော်တစ်ခုလုပ်ပေးမယ် Okay ယူမယ်ဆိုကျွန်တော်ဆက်သွယ်ပေးပါကျေးဇူးတင်ပါတယ်ဗျ